ဇလန်ကဒုတိယကမ္ဘာစစ်အပြီးကာလတစ်ခုကနေစတင်ထားပါတယ်ဝေးလံတဲ့အရက်တစ်ခုမှာဘရက်ဆန်လို့ခေါ်တဲ့ပညာရှင်တဦးဟာသူတို့ရဲ့ဂျာနယ်ဒိုင်ယာရီကိုထူးဆန်းတဲ့တော့တစ်ခုနဲ့ပိတ်နေတာကိုမြင်တွေ့ရမှာပါသူဟာဒီဂျာနယ်ကိုသူ့ရဲ့တမတ်ဖြစ်သူထံအနံပြီးတေချာထိမ့်သိမ်းထားဖို့မှာကြားခဲ့ပါတယ်ပြီးနောက်သူ့ရဲ့မြေးမလေးစီသွားပြီးလှပတဲ့ဆွဲကြိုးတကုံးကိုပေးခဲ့တယ်လို့အလွန်ဝမ်းနဲ့နေပုံရတဲ့သမီးဖြစ်သူကိုလည်းနှုတ်ဆက်ခဲ့ပါတယ်သမီးဖြစ်သူနဲ့တမတ်ဖြစ်သူတို့ဟာကားမောင်းပြီးထွက်ခွာသွားကြပါတယ်ခဏအကြာမှာတော့ထိုနေရာကိုစစ်သားတွေအပြည့်ပါလာတဲ့ကားနှစ်စီးရောက်ရှိလာပြီးဘရက်ဆန်ကိုဝိုင်းထားကပစ္စည်းတစ်ခုကိုလွှဲအပ်ဖို့တောင်းဆိုကြပါတယ်။ဒါပေမဲ့ဘရက်ဆန်ကငင်းဆန်ခဲ့တဲ့အတွက်စစ်သားတွေကသူ့ကိုတပ်ပစ်လိုက်ကြပါတယ်။တစ်ချိန်တည်းမှာပဲကားနဲ့ထွက်ခွာသွားတဲ့တမတ်သမီးနဲ့မြေးမလေးတို့စီကိုထူးဆန်းတဲ့ကားတစ်စီးကလိုက်လံတိုက်ခိုက်ပြီးကားမောက်အောင်ကြံစီပါတော့တဲ့ကားထဲကဇနီးမောင်နှံဟာဒီဂျာနယ်ကြောင့်အခုလိုလိုက်လံလုပ်ကြံခံရတာကိုရိပ်မိသွားပြီးကားကိုအရှိန်ကုန်မောင်းပြေးပေမဲ့တခြားကားတစ်စီးနဲ့တိုက်မိတာပြင်းထန်တဲ့မတော်တဆမှုဖြစ်ပွားသွားပါတယ်။လိုက်လံတိုက်ခိုက်တဲ့လူဆန်းဟာကားနားကိုရောက်လာပြီးဂျာနယ်ကိုရှာဖွေပေမဲ့မတွေ့ရှိခဲ့ပါဘူး။ကားထဲကလူတွေအားလုံးတေဆုံးသွားခဲ့ပြီးကလေးမလေးတစ်ယောက်ပဲအသက်ရှင်ကျန်ရစ်တာကိုတွေ့ရပါတယ်။ဒါကြောင့်သူဟာကလေးမလေးရဲ့ဆွဲကြိုးကိုလူယူပြီးထွက်ပြေးသွားခဲ့ပါတယ်။အမှန်တော့ထိုဂျာနယ်ဟာကားတိုက်မှုကြောင့်လမ်းဘေးကတစ်ပင်တွေကြားထဲကိုလွင့်စင်ကျသွားခဲ့တာဖြစ်ပါတယ်။နှစ်ပေါင်းများစွာအကြာနှင့်လူပင်ပြန်ပေးဆွဲမှုနှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာတော့ဒီဂျာနယ်ကိုကမ္ဘာပြတိုက်တစ်ခုမှာပြသထားတာကိုတွေ့ရပြီးလူတိုင်းကအံ့အားသင့်နေကြပါတယ်ဒီဂျာနယ်ရဲ့တော့ကိုဘယ်သူမှမဖွင့်နိုင်သေးပဲဖွင့်နိုင်တဲ့သူဟာကြီးမားတဲ့ယတနာတိုက်ကိုရရှိမယ်လို့လူပြောများနေပါတယ်ရုတ်တရက်အဆောင်တယောက်ရောက်လာပြီးခေါင်းဆောင်ဖြစ်သူလူပင်ကဒီနေ့ဒီဂျာနယ်ကိုခိုးယူမယ်လို့ရေးထားတဲ့ကပ်ပြားတစ်ခုကိုလာပေးပါတယ်ပြလိုက်တာဝန်ခံတွေလန့်သွားပြီးဂျာနယ်ကိုတခြားနေရာရွှေ့ပြောင်းဖို့လုပ်ကြပါတယ်ဒါပေမဲ့အဆောင်ခေါင်းဆောင်ကဂျာနယ်ကိုယူဆောင်သွားဖို့လုပ်တဲ့အချိန်မှာလက်တီရှာလို့ခေါ်တဲ့အမျိုးသမီးအဆောင်တယောက်ကတားဆီးလိုက်ပြီးဒါဟာအဆောင်ခေါင်းဆောင်ဖြစ်ရုပ်ဖြတ်ထားတဲ့လူပင်ဖြစ်ကြောင်းဖွင့်ချလိုက်ပါတယ်